ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွမ်ကစားတလိုင်းကနေကြိုဆိုပါဗျာလာဗျာမင်းတို့ချင်းကြီးတို့ဒီနေ့ကျတော့ကျဲဥငံပြရေးချက်လက်ချက်စားဖြစ်လို့သမင်းမလောက်အောင်မိုင်သွားစေရတဲ့လွယ်ကူမြန်ဆန်ဂျော်နီလေးနဲ့လက်မြောက်ဝဲမှာပေါ့နော်အရင်ဆုံးတားရကြတော့ကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းလေးတွေပါနော်ဒီနေ့ကျတော့ဘဲဥပါနှလုံးရောပြီးတော့သုံးထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ကျဲဥတွေအရင်လာပြုတ်ထားပေးပါမယ်ကျွန်တော်ကျတော့ရှလကရေးပါနဲ့ငယ်သုံးထားပါတယ်နော်ပြီးကျွန်တော်တို့ကျက်သွန်နေတဲ့ခပ်ပါလေးလီထားပေးပါမယ်โอเคပြီးရင်ကျွန်တော်တို့ကြက်သွန်ဖြူတွေလာကြိုက်ထားပေးပါမယ်ချင်းငယ်ချင်းတို့ထောင်းယူလေးရပါတယ်เนาะကြက်သွန်ဖြူလေးကြေပြီးဆိုရင်ကြက်သွန်နေထည့်ပေးပါမယ်ပြန်ကြိုက်ထားပေးပါမယ်โอเคပြီးရင်ကျွန်တော်တို့ကြက်ဥတွေလာကြည့်ပေးမှာပေါ့เนาะကြက်ဥတွေလေးကြက်ပြီးဆိုရင်ကျွန်တော်တို့အခွန်တော့ခွာထားပေးပါမယ်ပြီးရင်ကျွန်တော်တို့နှစ်ချမ်းလေးခွဲထားပေးမှာပေါ့เนาะအခုကျွန်တော်ပြုတ်ထားတဲ့အနေတော်ကြတော့အချိန်12မိနစ်လောက်သုံးထားပါတယ်เนาะချင်းငယ်ချင်းတို့โอเคပြီးရင်ကျွန်တော်တို့ပြန်ကြော်ပေးပါမယ်ဒီနေ့ကျတော့ကြက်ဥတွေကိုကျွန်တော်ပြုတ်ပြီးတော့ပြန်ကြော်ပြီးမှပြန်ချက်မှာပေါ့เนาะโอเคတကယ်လို့ချင်းတို့မကြော်ချင်ဘူးအချိန်ကောင်မှပြင်းမယ်ဆိုရင်တော့မကြော်လေးရပါတယ်เนาะโอเคတစ်ဖက်ကကျွတ်သွားမှနောက်ထပ်တစ်ဖက်ပြန်လှန်ပေးမှာပေါ့เนาะโอเคကျဲဥတွေလေးကြောပြီးဆိုရင်ကျွန်တော်တို့ဖယ်ထောက်ပေးပါမယ်ပြီးရင်ကျွန်တော်တို့လာစကြော်ရပါမယ်เนาะနည်းနည်းမဟုတ်ထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ကြိုက်ထားတဲ့ကျက်သွန်ဖြူတို့ကျက်သွန်နေတို့ထည့်ပေးပါမယ်စီရင်တက်ပေးမှာပေါ့เนาะโอเคကျက်သွန်ဖြူကျက်သွန်နေတဲ့နည်းနည်းမွေးလာပြီးဆိုရင်ငရုတ်တိအကျန်းမဟုတ်ထည့်ပေးပါမယ်ပြီးတော့အယောင်တဲမဟုတ်ထည့်ပေးပါမယ်အဆက်ကျတော့ကိုစားနိုင်တလောက်ပေါ့เนาะโอเคပြီးငရုတ်တိတဲ့ဆိုင်းနဲ့ပြောက်တော့တဲ့ဒီကျွန်တော်တို့စီတက်ဝါပေးပါမယ်ပြီးကျွန်တော်တို့ရတာလေးလက်ဆက်မှာပေါ့နော်ငံပြရည်ထည့်ပေးပါမယ်ချုံမုတ်ထည့်ပေးပါမယ်ပြီးတော့တကြားလေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်မကြီးရည်နဲ့ငယ်ထည့်ပေးပါမယ်မကြီးရည်တို့တကြားသုံးတာကချိုရတာတို့ချင်းရတာတို့ထောင်းသုံးတာမဟုတ်ပါဘူးเนาะချင်းတို့ငယ်ရတာတအားမပြင်းရအောင်လို့ထိုင်းယုံလေးပါเนาะโอเคပြီးရင်ပစုံချောင်းမှုတ်တို့ပစုံကောင်းလေးထည့်ပေးပါမယ်ပြီးအားလုံးသမားတို့ကျွန်တော်တို့မှွေပေးမှာပေါ့เนาะပြီးရင်ကျွန်တော်တို့ရည်လေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်ရေချောက်စီပြန်လာတဲ့သေးကျွန်တော်တို့စီတက်ဝါပေးမှာပေါ့နော်ဒီလိုမျိုးဟင်းနေကြတော့အရတာကြတော့ဘာကိုမှပြောစမ်းလို့ပေါ့နော်ချင်းရုပ်တကယ်လို့သမင်းနဲ့နေဆိုင်တော့သူ့ဆရာလေးနဲ့တပုံဆိုတော့သမင်းတအားမိန်စေရမှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ရတာလေးမြည်ကြည့်ပေးပါမယ်ငါရတာလေးနဲ့ပေါ့နေတဲ့လို့ငံပြရေးလေးနဲ့ထပ်သုံးထားပါတယ်နော်တကယ်လို့ကိုလိုရရတာလေးကိုတိဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကျဲဥတွေထည့်ပေးပါမယ်ဒီလိုမျိုးကျဲဥတွေကြော်ပြီးတော့ပြန်ချက်ဆိုရင်တော့ပို့ပြီးတော့ထားခံတာပေါ့နော်โอเคပြီးရင်အားလုံးတမတော့ကျွန်တော်တို့ငယ်ထမှွေပေးပါမယ်တကယ်လို့ကိုလိုတဲ့နေတော်လာလေးရပြီဆိုရင်ဒါကြတော့စားလို့ရပြီပေါ့နော်ချင်းတို့အခုလိုမျိုးကျွန်တော်ချက်ရတာမြင်ပြီးတော့တရေယိုကြမှာလားဗျာအနက်လက်တမျိုးထဲနဲ့မဟုတ်ပေါ့နော်ချင်းတို့တူရုပ်ရည်တူရတာရောအားလုံးရှယ်ဖြစ်စေရမှာပေါ့နော်ပြီးကျွန်တော်တို့စိုက်ကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရပါဗျာချင်းတော့အခုလိုမျိုးကျွန်တော်သမင်းနဲ့နေနေတာချင်းတို့မြင်ပြီးတော့တရေယိုကြမှာလားဗျာသူရတာကျတော့ဘာမှပြောစမ်းလို့ဘောနော်ချင်းတော့အခုလိုမျိုးကျွန်တော်ကြည့်နေတာမှကျွန်တော်ကတရေယိုနေဘောနော်ချင်းကြီးတို့အခုလိုမျိုးကြည့်ပြီးတော့တကယ်လို့တရေယိုမယ်ဆိုရင်ကိုယ်တိုင်လိုက်ကြော်စားကြည့်ကြရအောင်ဘောနော်တကယ်လို့တော့လို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျအခုလိုမျိုးကျွန်တော်ရုပ်ဝီဒီယိုလေးကိုကောင်းတဲ့ထိလာရအပေးတဲ့ချင်းချင်းတော့အကုန်လုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဝီဒီယိုလေးကိုကြည့်မယ်ဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဝီဒီယိုတက်မှပြန်ဆောင်မယ်နော်ချင်းငယ်ချင်းတို့တာ